ခဏလောက်ရက်ကြည့်ပေးပါဦးတင်းရဲ့အသားရည်ပြဿနာတွေကိုဖြေရှင်းပေးမယ်လေဝက်လက်နက်ကတော့အခုပြောပြမဲ့တရွက်လေးတရွက်ပါပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာအလွယ်တကူတွေ့ရတဲ့တံပြာရွက်လေးဟာမျက်နှာပေါ်ကအမေးဆက်တွေအရေးအကြောင်းတွေဝက်ချံတွေစားဝက်ချံတွေနဲ့အမာရွက်တွေကိုပါရှင်းလင်းပေးနိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိမဖြစ်မနေကြည့်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဗျာဘာလို့လဲဆိုတော့ဒီစွမ်းထက်တဲ့ပေါင်းတင်ဆေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာတိတိကျကျပြသပေးသွားမှာမို့လို့ပါဒါပေမဲ့မစတင်ခင်မှာဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေအနေနဲ့အောက်ကအသေးပုံလေးကိုအခုပဲနှိပ်ပေးခဲ့ပါဦးနော်အောက်ကမြားပုံစံကိုနှိပ်ပြီးတော့လဲကျွန်တော်ကို share လုပ်ထားကြပါဦးအိမ်တွင်းဖြစ်တဘာဝဆေးနဲလေးတွေကိုသဘောကျကြလားဗျာအကြံပြုချက်လေးတွေအတွက်ကျေးဇူးတင်နေဆိုရင်အောက်မှာကိုမော်နင်းကိုအာဖရာနုံတို့မဟုတ်ကိုနိုင်စားသဖြင့်ကိုမန့်လေးတွေရေးခဲ့ပေးပါဦးနော်အခုပြသနေတဲ့တရွက်လေးကိုကြည့်လိုက်ပါဦးတကယ်ကိုအဲ့ဖို့ကောင်းပါတယ်သူကအသားရည်ပေါ်ကအရေးအကြောင်းတွေမပြောင်းနိုင်တဲ့ဝက်ချံတွေနဲ့ညဝင်းပေးကအရေးအကြောင်းတွေကိုပါကူညီဖယ်ရှားပေးနိုင်တာပါပြုလုပ်ပုံကတော့အရန်ရိုးရှင်းပါတယ်တံပြာရွက်3ရက်ကိုယူပြီးပြားရည်ထမင်းစားဆုံးတစ်စုံနဲ့အတူညက်နေအောင်ကြိတ်ချေလိုက်ပါဒါဆိုရင်တော့အစွမ်းထက်တဲ့ပေါင်းတင်ဆေးပြစ်လေးကိုရရှိသွားပါပြီစမ်းသုံးကြည့်ပြီးရင်တော့ကျွန်တော်ကို follow လုပ်ဖို့နဲ့ဒီဗီဒီယိုလေးကိုနောက်မှပြန်ကြည့်ဖို့စစ်ထားဖို့မမေ့နဲ့ဦးနော်